ဆရာကမဦးတဲ့အရေးခဲမှာပါတဲ့ပေါ်တွေအဲ့ဒါဝိညာဉ်ထွက်ရင်ကောင်းမယ်လို့ပြောတယ်တဲ့ဒါပေမဲ့ဝိညာဉ်မပြောပါဘူးဘာလို့မပြောလဲဆိုတော့တခြားကောင်နေတဲ့တပုံကြီးတွေဒီရောင်စည်းရဲ့ကောင်နေတဲ့ပါတယ်အဲ့တော့ဇာနာပြရတယ်မှာဟုတ်ပနဲ့ထိုက်စားကောင်နေတဲ့ပါတယ်အကုန်ပါတယ်ဒီကောင်တွေတကောင်မှဘာမှမဖြစ်ဘူးအဲ့သူကထွက်စီကြတာပေါ့လေအဲ့တော့ post resign ပေါ့လေအဲ့ထွက်ရင်ကောင်းမယ်လို့ပြောတယ်ထွက်ပါတယ်ထွက်စာရေးပြီးတော့ကိုယ့်ဘာကိုထွက်စာရေးပြီးတရားအကောင်းတယ်အထွက်တယ်ဆိုပြီးအဲ့မှာထွက်ရတာ89မေလ1ရက်နေ့မှာအဲ့ကျောင်းနဲ့အိတ်ဆက်ပြတ်သွားဒီဆက်ပြတ်တော့ဘယ်လိုဖြစ်လဲဆိုတော့ကျောင်းသားတွေကပြောတယ်အဆရာတဲ့ဒီမှာမနေတဲ့ဆရာတဲ့သဘောပြတ်တက်တယ်သဘောပြတ်တဲ့ဆရာပတ်ဆိုင်ရမယ်တဲ့အတွေ့အကြုံရမယ်တဲ့ဆရာနောက်ပြီးတော့ဒီမှာအခုကပြဿနာရတဲ့ရှုပ်ရှက်ခန့်နေတာတော့ကြဆရာထောင်ထဲရောက်သွားမယ်ဆရာပောက်ခဲ့ရတယ်ရှောက်ရှောက်ပြောတယ်ပေါ့လေဟုတ်ရဲ့သူတို့ကပောက်ခဲ့ပြောတော့လေဒါပေမဲ့ပမာတော့ကိုကတော့ကိုယ့်ဟာကိုပြောချင်တာပြောတော့ဆိုအဲ့ဒါအေးကောင်းသားပဲကောလို့ဆိုပြီးအဲ့ဒါနဲ့တမောတက်ဖို့ဟိုလောက်တော့ပေါ့လေတို့ပြီးအဲ့တမောပဲရောက်သွားအဲ့တော့ဂျီဝင်းနဲ့လိုက်ပါအဲ့တော့တမောသားတွေရဲ့ contract ကတစ်နှစ်တမောသားဟိုကက်ပတိန်ရောအကုန်တစ်နှစ်ကြီးပဲအဲ့တစ်နှစ်ဆိုတာအဲ့နေရတာမဟုတ်အဲ့89ဂျူလာမှာအဲ့တမောပဲရောက်သွား89ဂျူကနေ90ဂျူထိပေါ့လေအဲ့တော့တမောကက်ပတိန်ဒီကာဝတမောကက်ပတိန်ပေါ့လေအဲ့တော့စီးတဲ့တမောဟိုပါခုနပေါ့ပနမက်စ်ပါကက်ကြီးအဲ့ဒါကြီး2400ပဲရတယ် US ဒေါ်လာ2400တစ်လောက်အဲ့2400မှာ 25% ကို allotment ပြန်လွှဲရတယ်အိမ်ကိုပြန်လွှဲရတယ်အိမ်ကိုပြန်လွှဲတဲ့အခါကျတော့တမောမှာကျန်တာ US ဒေါ်လာ1800ပဲကျန်အပြန်လွှဲတဲ့600လည်းအိမ်ရတာ1000လောက်ရတာပါဂျားတွေကအဲ့မှာ$ကို6ကျပ်နှုန်းနဲ့သူကထွက်ပြီးတော့အဲ့ဒီကနေပြီးတော့ tax saver တွေဟိုဟာတွေပေါက်ခဲ့တယ်အကုန်လုံးနှုတ်ပြီးတော့ကျန်တာကသူကတစ်လ1000လောက်ပဲရတယ်ဒါပေမဲ့အဲ့1800ကတော့တော်တော်များတယ်အဲ့ခေတ်ကတော့ဘာလို့1800များလဲဆိုရင်အဲ့ခေတ်တော့ဒီမြောက်ကလာတောင်ကလာ page 40 page 60မြေခွက်တစ်ခွက်ပြင်တော်ရင်တော့ငုံမှာဘလောက်မှမရှိဘူး5,000တော့ရှိတာအဲ့တော့အိမ်တော်လုံးတော့ဝယ်လို့ရတယ်အဲ့ကားဆိုလို့ရှိရင်လည်းအဲ့ဟိုလောက်ထားတဲ့ကားတွေဂျပန်ကားတွေပေါ့လေကားဟောင်းပေါ့လေပြန်ပြီးတော့လောက်ထားတဲ့ကားတွေအဲ့1800 2000ကနေပြီးတော့အစားအစာရှိတာပေါ့လေအဲ့တော့တနည်းလိုက်တာကား50ဝယ်လို့ရတယ်အဲ့တော့ဝယ်ကျွန်တော်ဝယ်ပတ်စံရှိဝယ်အဲ့တနည်းပြီးတော့ပြန်လာတော့အဲ့မနေ့ကကြောင်းပါတဲ့အဲ့လူတွေလုံနေတယ်ကျောင်းဆရာအဲ့ဒီဆရာတယောက်ကစင်ကာပူကနေပြီးကက်ပတင်ပါတီကနေပြီးတော့လှစာရေးအမေရိကန်ကျောင်းမှာဆရာတွေလုံနေတော့စိတ်ဝင်စားရှောက်ပါတဲ့သူကပြောတယ်ရှောက်ရင်မင်းစီနီယာလိုက်ချတာတန်းရှောက်တယ်ဆိုအဲ့ဒါစီနီယာလိုက်တယ်တန်းရှောက်တယ်တန်းရှောက်တော့ဟိုခန့်တိုင်းပို့ပြီးတော့အဲ့ခန်းစာရဖတ်ကြည့်တဲ့အခါကျတော့သူတို့ပေးတဲ့လားကဘယ်လောက်ပေးလဲဆိုတော့ US ဒေါ်လာ1850လောက်ပေးတယ်တလောက် AMB ရဲ့ရေးရတာကပေးမယ်တဲ့နောက်ပြီးတော့မိသားစုတစ်ခုလုံး head insurance 100% ပေးမယ်ဘာတပြားမှပေးကြမလို့အဲ့ဒါပေးမယ်တဲ့ကလေးတွေကိုအကြောင်းအလာကားထားပေးမယ်တဲ့ကျောင်းပို့ပေးမယ်ကျောင်းကြိုပေးမယ်တဲ့သူကဘာလို့လဲဘာမလို့လဲဒီရုပ်သိပ္ပံမှာအိမ်နေရတယ်ဆိုတာအိမ်လမ်းကပေးပြီးနေရတာ free မရဘူးဟိုမှာ free ရတယ်နော်ဒီမှာရုံးလေးပါရတာဗမာနောက်ဆုံးရတဲ့လာကထွက်တဲ့အခါမှာရတဲ့လာကချက်1500ပဲရတယ်နော်ချက်1500အဲ့ဒီခေတ်တုန်းကဆိုဒေါ်လာ50လောက်ရှိတယ်ဟိုမလေးရှားကပေးတာ1800ကျော်တယ်အဲ့တော့ပဲအဲ့ဒါနဲ့လစ်မယ်ဆိုရင်အဲ့ဒီမလေးရှားကျောင်းသွားလို့ကြမလေးရှားကျောင်းသွားလို့တော့မလေးရှားကျောင်းမှာ contract ကသူက3နှစ်2 contract ပေါ့6နှစ်လုပ်တယ်မလေးရှားကျောင်းကမလေးရှားဆိုတဲ့နိုင်ငံတည်တဲ့အတိုင်းပဲဗမာပြည် area တဝက်ပဲရှိတယ်မလေးရှားမှာ2ပိုင်းရှိတယ် Peninsula မလေးရှားရှိတယ် East မလေးရှားရှိတယ်Sabah Sarawak Peninsula မလေးရှားအားလုံးပေါင်းတဲ့ area ဒီဗမာပြည် area တဝက်ပဲရှိတယ်လူဦးရေဒီတဝက်တောင်ရှိ
ပညာတတ်တဲ့လူကြီးကအမှန်တန်နေတယ်အဲ့ချိန်တော့ဆိုလို့ရှိရင်မလေးရှားမှာဆရာဝန်တွေကြည့်လိုက်ရင်ဗမာဆရာဝန်တွေကြီးပဲဇီပေါ်ပေါ်နဲ့ခံလို့ရတာဗမာဆရာဝန်ပဲရှိတာပေါ့ဗမာဆရာဝန်တွေနော်အဲ့တော့မလေးရင်းကဘယ်လောက်ပေးလဲဆိုဆေးမှာလုပ်တဲ့ဆရာဝန်မလေးရင်းက1800ပေးတယ်ဟို MSc ရတဲ့ဆရာဝန်ဆိုလို့ရှိရင်3500ပေးတယ်အဲ့ခေတ်ကပြောတော့91ကပြောတာဟုတ်က91 FRCS ရတဲ့ဆရာဝန်ဆိုလို့ရှိရင်မလေးရင်းက9000ပေးတယ်နော်ငါတို့ senior lecturer ဘယ်လောက်ပေးလဲဆိုရင်4650ပေးတယ်အဲ့တော့တော်မစိုးအချိန်ကြီးတော်ကောင်းတယ်အဲ့တော့အဲ့ဒါနဲ့အဲ့မှာ6နှစ်သွားလုပ်တယ်လုပ်ပြီးတော့အဲ့သွားတဲ့အချိန်တော့အငယ်ဆုံးသမီးလေးက3နှစ်ပဲရှိသေးတယ်ကျောင်းမနေသေးဘူးအဲ့တော့မလေးရှားမှာကျောင်းနေတယ်နောက်စင်ကာပူမှာကျောင်းနေတယ်ပေါ့လေအဲ့6နှစ်ပြီးတော့ထွက်လိုက်တယ်ဘာလို့လဲဆိုတော့အိမ်မှာအမေကတေကန်ကြီးနေပြီတော်ယောဂဟောဖြစ်နေတော့အမေတယောက်တည်းကြံတယ်ဆိုတော့အဲ့ဒါနဲ့6နှစ်ပြီးတော့ထွက်ပြီးတော့အဲ့အမေနာသွားနေတယ်သွားနေတဲ့ခါကျတော့ဘယ်သူကလာပြီးဆက်သွယ်တယ်ဆိုတော့တော်တော်လေးသေသွားတယ်ကက်ပတင်တောင်း Unity ကကက်ပတင်တောင်းသိလားမသိကက်ပတင်တောင်းကလာဆရာဒီကောင်တပည့်ဆရာတဲ့ကျွန်တော်တို့ Unity မှာစာသင်မဲ့လူတို့ကျန်တော့ဆရာလုံးနိုင်မလား Unity ကအဲ့တော့မီနီကုန်းမှာပြည်လောင်းကိုကူးလိုက်ပြီးဟိုဘက်ကစာသတိယုံပေးနာတူရသွားရုံပဲအိနာကတ်နောက်ပြီးတော့ဆရာလုံးမယ်ဆိုလို့ရှိရင်ဆရာလုံးချင်တဲ့ချင်းလုံးလို့ရတယ်ပေါ့လုံးချင်တဲ့ချင်းရုံးချင်ရတယ်မဟုတ်ကျောင်းသားနဲ့အဆင်ပြေတဲ့အချိန်ဆရာမနေ့ပိုင်းပဲလို့တင်ညနေပိုင်းပဲတင်ကျင်တဲ့အချိန်တင်ပေါ့လေအဲ့ဒါဆရာဟိုအဲ့တော့ managing director လောက်တာဘယ်လိုလဲဆိုတော့ဂျာစီဝေးဂျာမန်အဲ့ဒီကောင်ဂျာမန်ကဒီကောင်အကျူပြကြတယ်သူမိမမလေးမလीမလေးတရုတ်မှာကလာမမလေးရကလာမဂျာစီဝေးတွေ့တော့ဂျာစီဝေးတွေ့တော့အဲ့ဒီမှာတလောက်1800နဲ့အဲ့တော့1800နဲ့မဆိုဘူးကာနာအာလူပေးနဲ့ရတယ်1800အဲ့ဒါရအဲ့1800နဲ့ဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒီအချိန်မှာစီးပွားရေးပြုတ်ကျသွားတဲ့ခါကျတော့အရင်တော့မလေးရင်းက2ရင်းကက$1 2ရင်းကအဲ့ဒီအချိန်ရောက်တော့ US $4 4ရင်းကဖြစ်သွားတယ်မလေးပတ်စံတွေပြုတ်ကျသွားတယ်အခုလည်းအဲ့လောက်ပဲဖြစ်တယ်ဆိုတော့ပြန်တွက်ကြည့်တဲ့ခါကျတော့မစိုးဘူးလေအဲ့ဒါနဲ့အဲ့မှာဝယ်လောက်တယ်97တက်နေလို့အဲ့မှာအဲ့ဒီကနေပြီးတော့ तू ကစင်ကာပူမှာကလေးတွေနဲ့နေတယ်ကလေးတွေနေပြီးတော့အဲ့မှာအကြီးမကတော့အဲ့ချိန်မှာယောက်ျားရသွားပြီးတော့ तू ကအဲ့ဟိုအဲ့ဒီကလေးမွေးကနေပေါ့လေ तू ကပပကြီးပြလာကျန်တဲ့နှစ်ယောက်ကတော့အဲ့မှာကျန်တယ်အဲ့မှာ तू ကပပကြီးပြန်လာလို့ရှိရင်အငယ်ဆုံးကလေးကပညာရေးကတန်လာဖြစ်ပဲပေါ့လေဆိုတော့သူအမေရိကသွားမယ်အမေရိကတပည့်တယောက်ကတခေါ်ဆရာအမောက်ပြောလိုက်ပါလာကြည့်ပါလာကြည့်လို့နေကျင်တယ်ဆိုလို့ရှိရင်အရှင်ပြောင်းလုပ်လို့ရပါတယ်ဆိုတော့သူသွားတော့အဲ့တပည့်ကသူ့အိမ်မှာထားပြီးတော့သူ့အိမ်မှာကျွေးထားတယ်ကျွေးတိုင်းနဲ့သူကအဲ့မှာနေမယ်ပေါ့လေအငယ်ဆုံးကောင်မလေးကိုကြောင်းထားမယ်ဆိုတော့အဲ့တော့အမေရိကအတိအတိုင်းပဲနေကျင်တဲ့ဒီတွေကတော့ကိုယ်ကပြောလို့အလုတ်ကနေဂရင်းကလျှောက်လို့ရတာရှိတယ်ဂရင်းကမဲပေါက်လို့ရတာရှိတယ်ဆွေမျိုးတွေကခေါ်လို့ရတာရှိတယ်ယောက်ျားယူလို့ရတာရှိတယ်နောက်ပြီးတော့အစာနဲ့လျှောက်လို့ရတာရှိတယ်ဆိုတော့ तू ကအဲ့ထဲမှာပေါ်ဝင်တာအစာနဲ့လျှောက်တာပဲရှိတယ်တခြားတွေကဟိုမရအောင်ဆိုတော့ तू ကအဲ့မှာဟိုအဲ့ဒီတပည့်တွေဘာတွေကိုတော့အစာနဲ့လျှောက်တဲ့ကောင်လေဆိုတော့အဲ့မှာအစာနဲ့လျှောက်ပြီးတော့okay သူရပြီဆိုတဲ့အခါကျတော့လမ်းခေါ်တော့အဲ့ဒီမှာရန်ကုန်ကနေပြီးတော့98မှာအဲ့ဒီသမီးငယ်ဆုံးနဲ့အဲ့ဒါသားလို့တဲ့သူကအဲ့ဒီအချိန်မှာသူကမိန်းမရပြီးကလေးတွေပဲရနေပြီးတော့အဲ့မှာခြံခဲ့အဲ့တော့သမီးငယ်ဆုံးပဲပါသွားတယ်အခုကသမီးငယ်ဆုံးကအခုအဲ့လေးမှာနေတယ်အဲ့သူတို့သိပါတယ်အဲ့တော့ဒီဇာလန်အဲ့ဒါပဲ